ယနေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဟာကောဇာတက္ကရာ1368ခုနှစ်သရင်ကျော်လာဇန်2ရက်နေ့ညမကွေးတိုင်းမကွေးမြို့နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရတ္တဂုရုအဘိဓဇအဂ္ဂမတတ္တမဇောတိကမကွေးဆရာတော်ကြီးဗတ္တန္တကုမာရဤဩဝါဒကိုခံယူ၍ဖွဲ့စည်းတည်ထောင်ထားသောမကွေးမြို့ကရုဏာရှင်များနာယကူညီမှုအသင်းဤ4နှစ်ပြည့်ဓမ္မပူဇာသဘင်ဝဲဓမ္မဒါနမတ္တိလူရှင်များဖြစ်ကြကုန်သောကွယ်လွန်သောဖိုးပွားများနှင့်မိဘများကိုရည်စူး၍ဒုတိယဘုံမူကြီးဝင်းနိုင်ဒေါ်ကြည်ကြည်မေနှင့်ညီမမကြည်ကြည်ဆွေမမြင့်မြင့်ခိုင်မခိုင်ခိုင်သဖယားလန်အိုးဘိုရဲ့မကွေးမျိုးကမတည်၍ရလေးမြတ်နာမှာကြောက်လာရကုန်သောဓမ္မဆွေတော်မျိုးတော်များပေါင်းစုဆင်းရဲကျင့်ပပူဇော်အပ်သောဓမ္မသဘင်ဝင်ဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးသောတရားတော်ပရိသတ်ဘာတရားလဲအမွေခံထိုက်သူဖြစ်ပါစေတဲ့ဆုတောင်းပေးတာမဟုတ်ပါဘူးအားလုံးတို့မိသားစုအားလုံးတို့ဓမ္မဆွေတော်မျိုးတော်များအားလုံးအမွေခံထိုက်တဲ့သာသမီတွေဖြစ်အောင်လုပ်ကြပါလို့တိုက်တွန်းတာပါဟုတ်လားဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီမှာတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွဋ္ဌာသက်ပင်ညုံမြတ်စွာဘုရားကိုယုတ်သေးစွာရှိခိုးပူဇော်ကြရအောင်အလုံးခေတ္တခဏငြိမ်သက်စွာနေထိုင်၍လက်အုပ်လေးတွေချီမျက်လွှာလေးတွေချရွတ်ဖတ်ပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဦးဇင်းတို့ဖြည်းဖြည်းလေးလေးနဲ့အာယုံယူလို့ရအောင်ပူဇော်ပေးပါမယ်ဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကန္တနမမဟံဣတိနာသစ္စာဝဇေနာဒုက္ခိတာဟွန်တုသာတောဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကန္တနမမဟံဣတိနာသစ္စာဝဇေနာဒုက္ခိတာဟွန်တုသာတောဗန္တိဘုံတော်ဆက်ရှိရန်လုံးနေ၍ကိုယ်သိတင်ထလွန်မြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာဒီအရှင်မြတ်ဖရာဤအာနန္ဒံဘုမြောတင်ရှုမြင်မဝအမယနိုင်သောမြတ်နာတော်အပြင်သည်ဣန္ဒဝါအာဂဝေဟင်ထကောင်းကင်ဝဲမောင်းနေလေသံယုံနံသောတာယောဝထေဝင်းဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအစာမပြေတင့်တယ်လဘတော်မူပါပေသည်ဖယားဣန္ဒဝအာနနံသောဗံသောတာယောဤဖြူဝေထေဝင်းဝေလာမင်းကြီးတမြညီညွတ်ဝေကောင်းလာပါသောမျက်နာတော်အပြင်လည်းရှိတော်မူပါပေထသော
ဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နဲ့ရိုင်းဆိုင်နေသူနတ်လူအပေါင်းကိုလည်းဤကောင်းနံပြယင်ကြည်အောင်ဆုံးမတော်မူပေထသောဓမ္မဒေသကံပွင့်လို့ချင်းချင်းကြွပွဲဝင်မြည်လူရှင်တတိုင်းญาတိုင်းပင်ကစားဝိနည်းယာကိုဒေသနာယီဤတိုင်ကျွေဟောပြတော်မူပေထသောသဗ္ဗကန္တနာအလုံးစုံသောအရာယရဏဟူသမျှတို့ထကန္တိတံအစတရားမကသာအောင်နိသဖွယ်ရလည်းဖြစ်တော်မူပါပေထသောဣန္ဒကံရှိသမျှဓမ္မဥတုံအလုံးစုံကိုသိကြုံပိုင်သာဆိုရတော်မူပေထသောတဏ္ဍာယကံမဂင်ရှိစုအောင်လံထူ၍နေဘူးတောင်းမူဖောင်းကတို့ဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဝေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်အကျွန်ုပ်သည်နမမိဓမ္မယုံပလင်ဥစီကတရာဟောရွှေရွှေမြူပြည်လည်းရင်ရှေးဥညောအခါကနေ၍အကျဉ်းချင်းကြောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတေနာသစ္စာဝစေနာဣသောနုသံဖောထုတ်ပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတဝတရားချစ်ခင်စိတ်ကောင်းဝင်ရကုန်သောသင်္သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပတ္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒပိပရာနုဝါဒပိတန္တာပိဒုက္ခတိပိအစရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကိုရှိန်၍စိုးရိမ်မနောကြောင့်ကြပူဆွေးကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ပုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း
ဟာတရားတဲ့လေအမွေခံထိုက်သူဖြစ်ပါစေတဲ့ချမ်းသာသလိုထိုင်ပြီးတော့နာကြပါဟုတ်လားတင်မလင်ကိုထိုင်ရင်လဲထိုင်အစဉ်ပြေသလိုထိုင်တယောက်နဲ့တယောက်အစဉ်ပြေသူ့ပေါင်းကိုပေါင်းမအလှည့်ကြနင်းထိုင်ဒီတဲ့အစဉ်ပြေသူ့ပေါင်းမအိတ်ကိုပေါင်းမအိတ်ပြီးတော့ထိုင်ကဲပြိဿပျော်ပျော်ပါပါဟုတ်လားအားလုံးတို့ပြိဿမရတရားလင်္ကာလေးကိုတံပြိုင်လိုက်ဆိုဒီလူအုပ်ကြီးနေတာဆိုလိုက်တော့တရားမင်းအောင်ကြသိမ်းထားတော့ဟုတ်လားအားလုံးလိုက်ဆိုမယ်နော်ကျွေးမွေးမပြတ်ဆောင်ရွက်စီမံဝေခံထိုက်စေလူမြဝေ၍စောင်းလေမျိုးနွယ်ဝငါသွဲကျင့်ဖွယ်သားတို့သမီးတို့တာတမ်းပြိုင်ဆိုမယ်ကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေလူမြဝေ၍စောင်းလေမျိုးနွယ်ဝငါသွဲကျင့်ွယ်သားတို့သမီးတို့တာရမနေဘူးလားဘယ်ချိန်နဲ့ရဘယ်ရွယ်နဲ့ရဘာမှမသိတဲ့အရွယ်တွေကရတာကျွတ်တို့ညာသူညာသားဘုန်းကြီးကျောင်းတဝက်နဲ့ကြီးလာတာဆိုတော့အကုန်လုံးသိတယ်ဟုတ်လားဟိုးကလေးလေးဘဝအကိုရီအမတွေကျောင်းကပြန်လာရင်ဆိုပြနာတဲ့ရနေတဲ့ဒီလင်္ကာလေးဟာဒုပရိသအားလုံးရပြီးသားမဟုတ်ဘူးလားအာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေလည်းငယ်စဉ်တောင်ကြီးကလေးလေးဘဝတည်းကရလာခဲ့သလိုဟောဒီမဒီကနေ့ထောက်တာဝဲကြီးကင်ထားတဲ့ကိုတော်လည်းဟိုးကလေးလေးကလေးကရလာတာပါပဲဒီတော့ပြိဿငယ်ငယ်လေးတဲ့ကယဉ်ဤထိတွေ့လာတဲ့လင်္ကာလေးဖြစ်တော့ဘာမှမဆန်းသလိုပဲမအောင်မေဘူးလားဦးဇင်းတို့လည်းတရားတွေဟောလိုက်မှာဒီလင်္ကာကောင်းလိုက်တာလို့ဒီလင်္ကာဘသူရေးတာလဲလို့လေ့လာလိုက်တဲ့အချိန်ကျမှဟာပေါ့ပေါ့သေးသေးမဟုတ်ပါလားဆိုပြီးတော့စာတွေပြန်ကြည့်ရတာဟုတ်လားရှင်မင်းဒီအုပ်စိုးခဲ့တဲ့မင်းတော်မင်းတရားလက်ထက်တော်ကာလကလေးကသင်္ကစားသရောဘုရားကြီးကအာလုံးသောလူငယ်လူကြီးလူရွယ်လူလက်အကုန်လုံးလိုက်နာနိုင်အောင်ဗုဒ္ဓရှင်တော်မြတ်ဟောကြားလိုက်တဲ့သုတ်တန်ကြီးတစ်ခုလုံးကိုခြုံမိငုံမိအောင်ရေးဆက်လိုက်တဲ့အခါကျတော့အဲ့ဒါကိုလူသားတိုင်းသိနေတာကသာသမီဝတ္တရား၅ပါးဟုတ်လားတကယ်တော့ပြိဿမြန်မာကဗျာမြန်မာစာလို့ထင်တော်လဲပဲဒီအချက်အားလုံးဟာမြတ်စွာဘုရားရဲ့သုတ်တန်တစ်ခုလုံးကိုသောဘုရားကြီးကယူပြီးတော့ဆက်ထားတာဒီတော့ဒီလင်္ကာဟာဘုရားဟောလားမြန်မာစာကမြန်မာစကားလားဘုရားဟောစကားဟုတ်လားဗုဒ္ဓရှင်တော်မြတ်ကိုတော်တိုင်ရှင်တို့တော်ထွက်လို့ဟောကြားခဲ့တဲ့တရားဒေသနာသင်္ကစားသောဘုရားကြီးကလူသားတိုင်းအားလုံးနားလည်အောင်ဆက်ဆိုခဲ့တဲ့အတွက်ကြောင့်မြန်မာစကားမြန်မာစာပေလို့မထင်လိုက်ပါနဲ့တဲ့ဒါဆိုရင်ဗုဒ္ဓရှင်တော်မြတ်ဘာကိုမိန့်ရင်နာလဲဟောဒီလောကကြီးထဲမှာသာသမီဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းအတွက်အမေတို့အဖေတို့ရဲ့နှုတ်ကမပြောထွက်လို့မပြောရလို့ပြောမထွက်ခဲ့တဲ့စကားတွေကိုရှင်တော်မြတ်ဘုရားကမိဘနှစ်ပါးရဲ့ကိုယ်စားရွှေနှုတ်တော်ထွက်လို့ဟောပေးထားတယ်တကယ်တော့ပြိဿမိဘဝတ္တရားလည်းမဟုတ်ဘူးသာသမီဝတ္တရားလည်းမဟုတ်ဘူးသာသမီတွေကိုကြည်ပြီးတော့အမေတို့အဖေတို့ရဲ့နှလုံးသားထဲကမျောလင့်သွားတဲ့မျောလင့်ချက်ဆိုရင်ပို့ပြီးတော့မှန်တယ်ဟုတ်လားနံပါတ်1မိန်တော်မူလိုက်တဲ့ကျွေးမွေးမပြတ်ဒါကိုဒုပရိသခိုင်မာတဲ့စကားလေးတခွန်းထည့်ပြောမယ်ဘတောဝါနောပရိသတိတဲ့ပါဠိတော်မှာဒီအတိုင်းလာအဲ့ဒီဘတောဝါနောပရိသတိဆိုတဲ့စကားလေးကိုသောဘုရားကြီးကကျွေးမွေးမပြတ်ဆိုပြီးတော့လေးလုံးနဲ့ပိုင်အောင်ဆက်ထားတာဟုတ်လားဘ
ဘုံတော်ကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်ရွှေနှုတ်တော်ကစတင်ပြီးတော့မိန့်လိုက်တဲ့စကားဟေမင်းတို့ကိုမွေးပေးလိုက်တဲ့မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပခုံးနဲ့လက်နဲ့သင်ဝါဘတ်တော်ကစီနဲ့လူဖြစ်အောင်ကျွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့မင်းတို့ရဲ့အမေမျက်လုံးအိမ်မှာမျောလင်းချက်တွေနဲ့အာရပါရရှင်မြူးနေခဲ့တယ်ဘယ်လိုများမျောလင်းချက်တွေထားခဲ့သလဲဆိုရင်ငါတို့သည်လောကကြီးထဲမှာအထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီးငါရင်ဝင်ထဲမှာဟောဒီမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့ငါသားကြီးငါသမီးကြီးလောကကြီးအလဲငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြတ်မြတ်နိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနေ့နေ့တစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်းတခါတခါမှတတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှာအဲ့ဒီလိုအသက်တွေကြည့်ပြီးတော့တတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုတွေအာရပါရတောက်ဆိုနေတဲ့ငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာတဲ့နှုတ်တိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘေးနာကအမေကိုအားပေးနေတဲ့အဖေမျက်နာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတယ်တဲ့မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လားမင်းတို့ကိုငယ်ငယ်လေးတဲ့ကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရပြုစုပေးနေတယ်လို့ငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ရေမိဘနှစ်ပါးရဲ့ယင်တွေကမျောလင့်ချက်ကိုမိဘနှစ်ပါးကတော့မပြောရဲလို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန့်ခဲ့ဘူးတယ်ဒီတော့အားလုံးတို့သာသမီဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင်အားလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနိုးတိုက်စဉ်ကာလကလေးကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလေတဲ့ကိုရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနှုတ်ကြိုတိုက်ကြွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကြွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ်အဲ့ဒီမျောလင့်ချက်ကိုဘုရားကမိန့်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကျွေးမွေးမပြတ်တာအောင်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါမကြည်သေးရင်ဘာလုပ်ရမလဲကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလားမလွယ်ဘူးပြိဿတချို့သားသမီးလေးတွေရဲ့ဘဝမှာဝမ်းနည်းစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအိုအဖေအိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှေ့မှာမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သားသမီးတွေမြောက်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿဒီအချိန်ကျမှတတိမခိုင်လို့ကျင်ငယ်ချင်းကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုယ်တော်ကပြိဿအမေရင်ဝင်ထဲမှာပါချခဲ့တဲ့အီးတွေစုထားမယ်ဆိုရင်နေပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံဘုံတွေနဲ့တောင်တည်လို့ရမယ်ကဲ
အမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကသာအမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင်ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်ဆိုပါစေဘလောက်ပင်ຫນွေပါစေကျင်ငယ်ကျင်ကြီးဘယ်နှကြိမ်မဲပါချသွန်ချပါစေငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်တွေကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကျွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါဘူးတဲ့ပရိသတ်ရေအဲ့ဒီအထဲမှာကိုဘယ်ဘက်မှာပါမလဲအလုံးတို့ပရိသတ်ဒီအမွေခံထိုက်တဲ့သာသမီဖြစ်ခြင်းသလားမထိုက်တဲ့သာသမီဖြစ်ခြင်းသလားကဲအမွေခံထိုက်တဲ့သာသမီကတော့လူတိုင်းမဖြစ်ခြင်းဘူးလားဖြစ်ခြင်းနဲ့အမွေခံထိုက်ပါတယ်ထိုက်ခြင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့လုံရဲ့လေးတွေပြန်သုံးသပ်ကြည့်ပါအောင်အမေနဲ့အဖေကိုဥဖြာဖြာဓမင်းပူပူဟင်ပူပူလေးကောင်းကောင်းလေးနဲ့ဘယ်နှခါများလှုပ်ကြွေးပြီးပြီလဲကိုရတဲ့လက်ကလေးတွေကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှစ်ပါးအတွက်စေဝါကောင်းကောင်းလေးတွေဓာတ်စာကောင်းကောင်းလေးတွေနဲ့ဘယ်နှကြိမ်များတတိတရားနဲ့ခရော့ပြီးပြီလေခြေစုပ်လက်နဲ့ဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူရန်စားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုဖြစ်တာတွေအများကြီးပဲဟုတ်တယ်မို့လားကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ဝင်ထဲမှာလဲကင်ထားပြီးလက်မှာလဲတယောက်ဆွဲထားပြီးဆိုရင်တောင်ကြီးတော်တော်ကြီးတယ်ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတောင်မှမရောက်တဲ့သားသမီးတွေမြောင်များစွာမရှိဘူးလားမလုံရဘူးနော်အမွေခံထိုက်ပါမလားဒီတော့အလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းနေဟိုတော့ကမသိရသော၎င်းတတိမမူမိရသော၎င်းဖယားအမိန်စကားကိုမသိတဲ့အတွက်ကြောင့်သော၎င်းအမှုမဲ့အမှန်ပဲနဲ့နေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစည်ရင်ထဲမှာတော့ကြံအောင်မှာပါသိရင်မသိရင်သိပြီးတော့မပြင်သူယုံမှာပို့ဆိုးသွားတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးသက်ရှိထင်ရှားရှိသေးတယ်ဆိုရင်တတ်နိုင်အောင်ကြိုးစားပြီးတော့ကျွေးမွေးပါတတ်နိုင်အောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမိဘနှစ်ပါးရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပေးလိုက်တဲ့ထမင်းပူပူဟင်းပူပူလေးနဲ့ခြာကျွေးလိုက်စမ်းပါမိမိတို့ရဲ့သိတတ်တဲ့အသိလိမ္မာလေးတွေနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်စမ်းပါဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့သလိုပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လည်းငါတို့အားငယ်စရာမလိုတော့ဘူးပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျှော်လင့်ထားတယ်ဟုတ်လားတချို့သားသမီးလေးတွေပြောတာရှိသေးတယ်ကိုတော့တဲ့ကိုမှလည်းသားသမီးနဲ့လူမွေးစည်းဝါးကတက်နိုင်တဲ့လောက်တော့ကြွေးတာပဲတဲ့ဘယ်အချိန်တိုင်းတော့လှုပ်ပေးနိုင်မလဲတဲ့ကဲအဲ့ဒါမျိုးရောမကြဘူးလားစဉ်းစားကြည့်စမ်းကျုပ်တို့ခမည်းတော်အမေရိကကျုပ်တို့ကိုတက်နိုင်တဲ့လောက်ရွေးပြီးမွေးလာတာဟုတ်ရလားအာရရရှိလို့မွေးလာတာဟုတ်ရလားတက်နိုင်အောင်ကြိုးစားပြီးတော့မွေးလာတာမိုးဘလောက်ခေါင်ခေါင်သီးနှံနေဘလောက်ပဲမရပါစေအမေရင်ဝင်တွေကမွေးလာမဲ့ကိုဝန်လေးကိုတော့အမေကယူရလို့ပေးနေတာပါပဲကိုအလဲကြမှာတတ်နိုင်တဲ့လောက်တော့လှုပ်ကြွေးတာပဲဆိုတော့ကိုပါဇက်ကထွက်တဲ့စကားကြီးကအရန်အောက်တန်းကြမနေဘူးလားမပြောပါနဲ့ပြောလည်းမပြောပါနဲ့အဲ့ဒီစိတ်ဓာတ်တွေလည်းမရှိပါနဲ့အမေနဲ့အဖေကိုယူရလိုက်စမ်းမှာပြုစုလိုက်စမ်းမှာလှုပ်ကြွေးလိုက်စမ်းမှာအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းငြိမ်းချမ်းလိမ့်မယ်ကိုယ့်ရဲ့ဘဝမှာလည်းဖရာသာဓုခေါ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်ဒီဘဝမှာလည်းជីវတိုးတက်လိမ့်မယ်ဘဝသန္တရာမှာလည်းအစဉ်မြင့်တဲ့သုဂတိဘဝကိုရောက်ရလိမ့်မယ်အကောင်းကြီးဖြစ်လာမှာပါဟုတ်လားဒ
ဒီတော့နံပါတ်1အမွေခံထိုက်ဖို့ဆိုရင်မိဘကိုဘာလုပ်ရမလဲပြုစုလုပ်ကြွေးရမယ်ဒါဆိုရင်နံပါတ်2အပိုက်ကဘာတဲ့လဲဆောင်ရွက်စီမံနဲ့ဟောဒီငါတို့ရဲ့ရေဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆုံနေတဲ့ငါသားငါသမီးကြီးတပြေးတပြေးနဲ့လူလုံးလူပန်းကြီးကြီးလာမှာဘဝမှာပညာရေးနယ်ပယ်စီးပွားရေးနယ်ပယ်တွေကူးဝင်လာတဲ့အခါရောက်ရင်ငါတို့လုံနေတဲ့ငါတို့ရဲ့လူမှုရေးတာဝန်တွေစီးပွားရေးတာဝန်တွေပညာရေးတာဝန်တွေဘာသာရေးတာဝန်တွေကိုပခုံးပြောင်းပြီးတော့ငါတို့ကိုကူညီစောင့်ရှောက်ပေးမှာလို့မိဘနှစ်ပါးရဲ့ယင်တွေကနံပါတ်2ညှော်လင်းချက်ပေါ်လာပြန်ပြီတဲ့ဟုတ်လားမင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုဒုတိယမျော်လင့်ခြင်းနဲ့မျော်လင့်သွားပြန်တယ်ဖယားမိန်တော်မူလိုက်တယ်အဲ့ဒါပါလေဆိုရင်မင်းတို့အသက်ကြီးလာရင်လူလားမြောက်လာရင်သူတို့မလုံနိုင်တဲ့လူမှုရေးစီးပွားရေးပညာရေးဘာသာရေးတာဝန်တွေကိုမင်းတို့ကသူတို့ကိုယ်စားပခုံးပြောင်းပြီးတော့ဆောင်ရွက်ပေးမှလို့မျှော်လင့်ထားတယ်အေးအမေတို့အဖေတို့မျှော်လင့်လိုက်တယ်အဲ့ဒီမျှော်လင့်ခြင်းနံပါတ်2ကိုရောမင်းတို့ဘလောက်ဖြည့်ပြီးကြပြီလေဖခင်ကမေးလိုက်ဒုပရိသတ်ဘလို့ပြန်ဖြည့်မလဲအေးပြန်မဖြည့်အောင်လို့မှားလိုက်လားဖြည့်စရာစကားမရှိဘူးမို့လားစဉ်းစားနော်ပရိသတ်ဟောဒီထဲမှာဝန်ထမ်းတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာလယ်သမားတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာဂုံသည်တွေရဲ့သားသမီးတွေပါမယ်မပါဘူးလားအိမ်ကအဖေတရွေးကြီးထမ်းပြီးတော့60ကျော်အရွယ်အထိလှုပ်ကြွေးရတာမြင်နေရအောင်မယ်အိမ်ကအဖေအစိုးရကပင်စင်ယူပြီးတာတော့မှရက်သေးရွာတယ်ရှောက်ပြီးတော့ရှာရတာတွေ့ရအောင်မယ်မတွေ့ရဘူးလားစဉ်းစားကြည့်စမ်းပြောနေတာကထေရဝါဒဗုဒ္ဓဘာသာဗုဒ္ဓရဲ့အဆုံးအမကိုထေရဝါဒလမ်းစဉ်အတိုင်းခံယူနေတဲ့နိုင်ငံကြီးလဲပြောရဲ့ကဲပရိသတ်ဒီမြန်မာနိုင်ငံကနေ international တစ်ခုတစ်ကမ္ဘာလုံးကိုပတ်ကြည့်လိုက်စမ်းဝန်ထမ်းတစ်ယောက်ဟာအသက်ဘယ်လောက်မှပင်စင်ပေးလဲ60မြန်မာနိုင်ငံတနိုင်ငံနဲ့ဟုတ်ရဲ့လားနိုင်ငံတကာမှာဒီအတိုင်းပဲဒီတော့ပြိဿဝန်ထမ်းတစ်ယောက်ဟာအသက်60မှာပင်စင်ယူရတယ်တဲ့ဘာကြောင့်ပင်စင်ယူရတာလဲဟောဗျာမကွေးမျိုးလောက်လှတာမရှိပါဘူးပြုံးမပြပါနဲ့ပြောပြရင်တော်ပါပြီဟမ်ပရိသတ်ရင်မျက်စိတွေမုံလာပြီနားတွေထိုင်လာပြီခါးတွေကိုင်းလာပြီလက်တွေမတန်တော့ဘူးအရက်စကားနဲ့ရှင်းအောင်ပြောရင်ဟေးမင်းမျက်စိမုံပြီနားထိုင်ပြီခါးကိုင်းနေမင်းလက်တွေတုံနေပြီမင်းမလုံနဲ့ကွာအိမ်ပြန်ပင်စင်ယူလိုက်တော့လို့ပြောတာနဲ့မတူဘူးလားတတိတွေကလည်းမေးလျော့လာပြီခန္ဓာကိုယ်ကြီးကလည်းမတန်ဆွမ်းတော့ဘူးခေါင်းပေါ်ကိုကြည့်လိုက်ပြန်တော့လေသပင်တွေကဖြူနေပြီဒါကြောင့်မင်းပင်စင်ယူတော့တဲ့ဟုတ်လားအဲ့တော့60ပြည့်ရင်ပင်စင်ပေးတာကတော့နိုင်ငံတကာရဲ့စီကံဖြစ်တဲ့အတွက်ကိုယ့်အိမ်ကအဖေဝန်ထမ်းဆိုရင်အသက်ဘယ်လောက်မှပင်စင်ရမှာ60နော်ဒါဆိုရင်အသက်60ရွယ်မှာတတိတွေချွတ်ချော်လာပြီခါးတွေကိုင်းလာပြီနားတွေထိုင်းလာပြီဆံတွေဖြူလာပြီမျက်လုံးတွေကမုံလာပြီလက်ခြေတွေမတန်တော့တဲ့အတွက်ကြောင့်ပင်စင်ပေးလိုက်ပါပြီတဲ့နိုင်ငံတော်ကတော့ပင်စင်ပေးလိုက်ပါပြီအိမ်ပေါ်ရောက်လာတဲ့ကိုယ့်အဖေနဲ့ကိုယ့်အမေသားသမီးတွေကပင်စင်ပေးပြီးပြီလားစဉ်းစားနော်အဖိုးကြီးတွေအဖွားကြီးတွေ60ဆိုတဲ့အရွယ်ဟာကံကောင်းထောင်းမှလို့နေရပါမှနောက်ထပ်10နှစ်15နှစ်60အထိဒီသားသမီးတွေစားဖို့ရှာခဲ့ရတယ်နေဖို့ရှာခဲ့ရတယ်ပညာသင်ပေးဖို့ရှာခဲ့ရတယ်မစွန်တဲ့ကောင်လေးတွေကောင်မလေးဆိုရင်ကျင်ရတော့မှရှာမပေးရဘူးလားအေးအဲ့ဒီတော့မိဘက60အထိဒီတောင်တွေကိုအဆက်ယူလာခဲ့ပါလေနဲ့60ပြည့်လို့နိုင်ငံတော်ကပင်စင်ရတဲ့အဖေကပင်စင်စာအုပ်လေးကင်ပြီးတော့နေပူကျဲကျဲမိုးရွာထဲမှာပင်စင်ထုတ်နေရသေးတယ်ဆိုရင်အဲ့ဒီသားသမီးတွေရှက်စရာမကောင်းဘူးလားဝန်ထမ်းသားသမီးဆိုရင်လည်း60ပြည့်သွားတဲ့အဖေကိုပင်စင်ပေးပြီးပြီလားလို့စဉ်းစားကြည့်စမ်းပါလေသမားသားသမီးကုန်တဲ့သားသမီးဆိုရင်ရော60ပြည့်သွားတဲ့အဖေတို့တန်ဆွမ်းသေးရဲ့လားတန်ဆွမ်းသေးရဲ့လားမတန်ဆွမ်းတော့တဲ့ဒီအဖေနဲ့အမေကိုပင်စင်ဘာလို့မပေးနိုင်ရတာလဲဝမ်းနေစရာမကောင်းဘူးလား
နိုင်ငံတော်ကပင်စင်ပေးလိုက်ပြီးတော့ပင်စင်စာအုပ်လေးခေါင်းအောင်မှထိုးထားရင်းနဲ့အင်္ဂါမွေးလာတဲ့သားသမီးကတဆင်မွေးလာတဲ့မြည်ကလေးကိုလက်ကဆွဲကြောင်းလွယ်အကြီးကိုတစ်ဖက်ကလွယ်ထမင်းကြိုင်ကိုင်းရိုင်းတိုင်းတိုင်းနဲ့ကြောင်းကျိုးကြောင်းပိုးလှုပ်ရတဲ့အဖိုးကြီးအဖွားကြီးတွေလည်းမြောင်များစွာရှိဘူးလားကဲပရိသတ်စဉ်းစားကြည့်လားနိုင်ငံတော်ကတော့ပင်စင်ပေးလိုက်တာသားသမီးပင်စင်မပေးလို့ဘဝမှာမချမ်းသာသေးတဲ့မိဘနှစ်ပါးရဲ့ဘဝတွေမြင်နေရတာမရှိဘူးလားကဲအဲ့ဒီသားသမီးတွေအမွေခံထိုက်ပါမလားစဉ်းစားတော့ဖယားမိတ်တဲ့စကားဟုတ်လားအမွေခံမထိုက်ဘူးဆိုမှတော့သွားပြီအဲ့ဒီသားသမီးနတ်ပြည်တွေနိဗ္ဗာန်တွေဆူတောင်းမနေနဲ့ဘယ်သွားမလဲအေးကိုပြောတဲ့နေရာကိုသွားကြပေါ့ဟုတ်လားဟမ်စဉ်းစားတော့နိုင်ငံတော်ကလည်း60ပြည့်လို့ပင်စင်ပေးလိုက်ပါပြီဝန်ထမ်းဘဝမှာ60ပြည့်လာသလိုပဲကုန်းတဲ့ဘဝမှာလေသမားဘဝမှာ60ပြည့်လာရင်အတူတူပါပဲမျက်စိတွေမှုံနာတွေထိုင်ခါတွေကိုင်းလာတဲ့ဒီအဖိုးကြီးဒီအဖွားကြီးတွေကိုအင်္ဂါသားသမီးတွေကမြည်ထိန်ခိုင်းမြန်ပြီ60ရွယ်သပင်ဖြူကမှတောင်းတောင်းတင်တင်တီးနေတဲ့မင်္ဂလာပွဲကိုလည်းလွတ်ပြန်ပြီမသွားရဘူးလားသားသမီးတွေမှာတော့အဖိုးကြီးဘွားကြီးတွေကလူမှုရေးပြတ်မှာဆိုလို့ဆိုဖိတ်စာလေးကင်တုံကြည့်နဲ့ဟိုးတောင်းတောင်းနေကြားတယ်သွားပြီးတော့မင်္ဂလာဆောင်မလိုက်ရဘူးလားကဲပရိသတ်ရှက်စရာမကောင်းဘူးလား60အထိလှုပ်ကြွေးလာပြီပဲတော်ပါတော့အနာပေးလိုက်ပါတော့ဟုတ်လားအဖေတို့အမေတို့ရဲ့ရင်ထဲမှာတော့မိမိကိုမွေးကင်စားရွယ်တဲ့ကမျောလင့်လာတဲ့အခါအဲ့လိုများလှုပ်နေရရင်သားသမီးညိုညင်မှာစိုးလို့လှုပ်ပေးနေရပြီမဲ့အဖေနဲ့အမေရဲ့ရင်ထဲကတောကအပူဟာငြိမ့်မှာမလားအောင်မလေးကွာငါတို့မွေးအောင်လဲကြိုးစားကြရတယ်ကြွေးအောင်လဲကြိုးစားကြရတယ်ပညာလဲသင်ကြရတဲ့သာသမီရမြည်ရတာတော့မှငါတို့ကိုဒီတိုင်းပဲခိုင်းလို့ကောင်းတော့နဲ့ရင်ထဲမှာတော့တောကရာသည်ပါပဲရင်ထဲကတောကတွေဟာငြိမ့်မှာမလားဒီတော့ကဲပြိတ္တအဲ့ဒီသာသမီမျိုးကိုရက်ွက်ကလူကြီးနော်ကြည်စမ်းမအောင်ဟဲ့အဖေဘိုးကြီးဘွားကြီးဒီလောက်ဖြစ်နေတာခိုင်းလို့တော့ဆိုတဲ့ဝေဖန်တန်ကြီးရောမကြားရနိုင်ဘူးလားကြားရနိုင်တယ်အဲ့ဒီတဲ့ဝမ်းနေစရာကောင်းတာကပရိသတ်တချို့အဖိုးကြီးဘွားကြီးတွေကလေဝါသနာလေးပါလာလို့ငါတရားပွဲတောင်းမယ်နော်တို့တရားပွဲတောင်းမယ်ဆိုဟာဖေတို့မင်းတို့ကလည်းဗျာနေစမ်းမှာဒီညဇကားကောင်းလို့ပါခင်ဗျားတို့မြည်နေတဲ့အိမ်မှာအိမ်စမ်းမှာဆိုသွားလို့ရသေးလားသူတို့ကျွေးတဲ့အလက်ရောက်ပြီဆိုတဲ့အခါကျတော့လေမိဘနှစ်ပါးကအရှုံးပေးငြိမ်နေရတာပဲဒါကြောင့်မဖြစ်စေနဲ့ဟုတ်လားကျွေးမွေးမပြတ်ဆောင်ရွက်စီမံဟောဒီတာဝန်နေရကိုမကြေပြုံကြဘူးဆိုရင်တော့အဲ့ဒီသာသမီတွေမြတ်စွာဘုရားမိန့်လိုက်တာအမွေခံလုံးဝမထိုက်တဲ့သာသမီတွေဖြစ်ပါပြီဝမ်းနဲ့စရာမကောင်းဘူးလားဒါကြောင့်မိမိဒီဘယ်အထက်မှာပါမလဲကိုယ့်ကိုယ်ရဲရဲကြီးဆင်ရင်ရဲရဲကြီးသုံးသက်ပြီးရင်ဒီကနေ့ကစားနောင်မနက်ဖြန်ကစားပြီးတော့ငါသည်အိမ်ငါအဖေနဲ့ငါအမေကိုပင်စင်ပေးတော့မယ်ကလေးမထိုင်ကလေးထိန်မခိုင်းတော့ဘူးဟိုနာဒီနာမခိုင်းတော့ဘူးအိမ်ဆောင်မခိုင်းတော့ဘူးတရားပွဲပဲသွားခိုင်းတော့မယ်လို့လမ်းကြောင်းပြောင်းလိုက်ရင်အချိန်မမီဘူးလားကဲဒါဆိုရင်ပြိတ္တဘယ်နှချက်ပြီးသွားပြီလဲနှစ်ချက်သာပြီးတယ်နာယီဝရှိနေကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေပြိတ္တဆိုကြည်စမ်းပါတယ်လေမွေခံထိုက်စေဟဲ့စကလုံးလေးမလာဘူးလားကျုပ်ကဆရာတော်ကြီးအုံနောက်ဖောက်စားတာဒီစကလုံးယူပြီးမှအမွေခံထိုက်သူဖြစ်ပါစေဆိုနည်းနည်းပြောင်းလိုက်တာဟုတ်လားငွေခံထိုက်စေတဲ့နော်ပြိတ္တစကလုံးလှတယ်မိဘနှစ်ပါးကမိမိကိုနိုးရိုးတိုက်ကျွေးတဲ့အရွယ်တုန်းကတတိယမျောလင့်သွားတဲ့မျောလင့်ချက်ကငါတို့သည်ဟောဒီလောကရဲ့လည်းမှာစီဝါတွေပညာတွေရှာရင်းနဲ့တပြေးနဲ့သေဆုံးသွားကြမှာငါတို့သေဆုံးသွားမယ်ဆိုရင်ဘာမှပူစရာမလိုတော့ဘူးဟောဒီလောကကြီးထဲမှာလောကုတ္တရာနေပင်မှာထားခဲ့တဲ့လောကုတ္တရာအမွေတွေရှိတယ်လောကီနေပင်မှာထားခဲ့တဲ့အိုးအိမ်ချမ်းမြေတိုက်တာရွှေငွေတွေကြံခဲ့လိမ့်မယ်ဟောဒီကြံခဲ့တဲ့လောကီလောကုတ္တရာအမွေကောင်းတွေကိုဖြင့်ဟောဒီငါသားတွေငါသမီးတွေကဆက်ပြီးတော့အမွေခံကြမှာငါတို့အမွေတွေကိုလည်းအမွေခံမဲ့သားသမီးတွေရပြီ
ဆိုပြီးတော့ကိုယ့်ကိုနှုတ်တိုက်နေရင်လည်းအမေတို့အဖေတို့ကပျော်လာခဲ့တာဟုတ်လားဒီတော့သားသမီးတွေရဲ့ဘဝဟာဟမ်မကြဘူးလားအမေဖေသေးတော့အမွေတွေဘယ်သူရလဲသားသမီးတွေရတာသိကြလားအမေနဲ့အဖေသေးရင်သားသမီးတွေအမွေခံထိုက်တယ်ဆိုပြီးတော့အမွေတွေယူလိုက်ကြတာပရိသတ်ရဲ့ပြေးအားပြေးကြောင်ခွဲလို့မပြီးဘူးဆိုရင်ယုံအောင်တက်ပြီးတော့အမွေခံထိုက်တာယုံတက်ပြီးတော့အမွေတွေမခွဲကြဘူးလားအမွေခံထိုက်လိုက်တဲ့သားသမီးတွေအမေနဲ့အဖေအသက်ထင်ရှားရှိစဉ်ကာလတုန်းကတော့ဟိုသားကိုပို့ပြီးတော့မျက်နှာလိုက်တဲ့ဒီသမီးအငယ်ကြတော့ပို့ပြီးတော့ဦးစားပေးတယ်ဆိုပြီးတော့စိတ်ကောက်သလိုစိတ်ဆိုးသလိုနဲ့အမေနဲ့အဖေရဲ့အိမ်ကိုမလာအမေနဲ့အဖေသေးပြီးဆိုတဲ့အခါရက်ကွက်ကသိအောင်သားသမီးအရင်မှန်သိအောင်ငိုရတာလဲပင်ပန်းကြပါတယ်ဒီလိုသားသမီးတွေရောမရှိဘူးလားအောင်ဖို့ကောင်းတယ်အမေနဲ့အဖေအသက်တင်ရှားရှိတယ်ကတော့အမေတို့ကသူ့ကြတော့ပူပြီးတယ်ကျွန်တော်ကြတော့လုံမပေးဘူးဆိုစိတ်ဆိုးမလားသေတဲ့အခါကျအဲ့ဒီလူကအချင်းငိုတာဘာဖြစ်လို့လဲအမွေစင်းထဲမှာမပါမှာကြောက်လို့ဟုတ်လားဒီတော့ပြိဿအမွေခံထိုက်ပါတယ်ဆိုပြီးတော့လောကဥပဒေကရောမပေးထားဘူးလားလောကဥပဒေကပေးလို့စားလိုက်ပေမဲ့ပြိဿအမွေကိုတခင်မထိုက်တဲ့သားသမီးဟာခံစားတိုင်းကြောက်စရာမကောင်းဘူးလားဒါဆိုရင်အာလုံးသောတို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဟောဒီမကွေးတိုင်းရဲ့မကွေးမြို့နယ်မှာအမွေခံထိုက်တဲ့သားသမီးတွေထဲမှာဘယ်မွေတွေဘလောက်ခံနဲ့အမေတို့အဖေတို့လက်ထက်တုန်းကဖရာတကာကျောင်းတကာတွေဖြစ်သွားတဲ့မိဘတွေမြောင်များစွာမရှိဘူးလားဇရက်တကာလမ်းတကာဂူကျောင်းတကာဖြစ်သွားတဲ့မိဘတွေမရှိဘူးလားကဲပရိသတ်နောက်တစ်ခုမေးမယ်နော်ဟောဒီမှာစင်းနေရွှေတွေငွေတွေတိုက်တွေကားတွေကြတော့လူရပြီးတော့ငါတို့လဲဆိုင်တယ်ငါလဲပိုင်နေလို့ခွဲနေလိုက်တဲ့သာသမီတွေအဖေတို့အမေတို့လူခဲ့တဲ့ဇရက်တစောင်းဂူကြောင်းနေကြတော့ဟေ့ဒါကတို့အမေလူခဲ့တဲ့ဇရက်ဒီဇရက်ကိုငါတို့အမြဲတမ်းမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်လူမယ်ဘသူမှမကတ်နဲ့ဆိုပြီးတော့များအဲ့ဒီကောင်းမှုအလှူတွေကြတော့အမွေကိုလူခွဲတာကြားဘူးလားတချို့ဘုန်းကြီးတွေကအပြောကောင်းတယ်တကားလေးတွေလာအောင်ဒါမင်းတို့မိဘတွေလူခဲ့တဲ့ဇရက်ကွာအခုပြိုကြတော့မယ်ငါလည်းပြင်ကောင်းမလားစဉ်းစားမင်းတို့မိဘအမွေဆိုတာခံယူတိုက်တယ်ကွာပြင်ညဆိုတော့မသိကြအောင်ဆောင်သွားတဲ့သားသမီးတွေမရှိဘူးလားဟောကဲဝမ်းနေစရာမကောင်းဘူးလားအဲ့ဒီအကြောင်းများတွေ့လေကျုပ်ကအမြဲတမ်းဝမ်းနေတယ်ဘာဖြစ်လို့လဲသိလားကျုပ်ဖြစ်ပုံဟုတ်လားဖြစ်ပုံလေးပြောပြမလို့နိုင်ငံခြားမသွားခင်ပတ်စံလေးစုထားတာ3,800,000ရအဲ့တော့ကျုပ်တို့သွားတဲ့အချိန်ဒေါ်လာမှ220ပဲရှိတာမလီ2သိန်းကျော်ရရင်ဒေါ်လာ1000ရရင်ငါသွားလို့ရတယ်ဆိုစုထားတာအဲ့ဒီဆရာတော်ကြီးကမောင်ကောင်းကြီးရေးနဲ့ရိတ်တာလေးဖွင့်ရအောင်ကွာတဲ့ဟာဆရာတော်ရိတ်တာဖွင့်ရင်ကျောင်းကကျင်းတယ်လို့တပည့်တော်ကျောင်းနည်းနည်းချက်မှရမယ်ချက်ပေါ့ကွာတဲ့ဆရာတော်ဒီအလူရှင်တွေကအခုရှိသေးလားဟာလူကြီးတွေတော့မရှိတော့ကွာသူသားသမီး9ယောက်ကတထေးသေးကွာတဲ့မင်းတို့လှုပ်လိုက်တယ်လှုပ်ပြီးသူတို့ခေါ်လိုက်ရင်လူမှာပေါ့ကွာဟာဒါဆိုရင်တော့ချမယ်ပေါ့ခွင်မဲပေါ့ငါမပြည့်တဲ့2,200,000လေးပြည့်ရင်လည်းပြည့်သွားမယ်ပေါ့ဟဲ့လားရှိတာလေးရင်းထည့်လိုက်အောင်မယ်ဆိုဟဲ့လားကြောင်းဖြိုးဖြက်ချထည့်လိုက်တာချပြီးတော့တကားလည်းအမြန်ဆောက်တခန်းချဲ့ပြီးတော့အမြန်ဆောက်ပြီးတော့ကောင်းမှုရှင်လေးအရင်တိုင်းပြန်တက်ဆေးတောင်တုတ်ထားလိုက်သေးတယ်ကဲဆရာတော်ဘုန်းကြီးတကား9ယောက်ဖိတ်လိုက်တော့မနှက်ဖန်မိုးရင်း9ချက်ခိုင်းထားမယ်မိုးရင်း9လေးချက်ခိုင်းထားပြီးတော့ကျောင်းကနေဆောက်ကဲတကားကြီးတို့လာကြခင်ဗျားတို့အလှရဲ့အကြောင်းရင်းရောသိပြီလားမသိဘူးဗျာဆရာတော်ကြီးခေါ်လို့လာတာအေးဒီမှာဒါခင်ဗျားတို့မိဘတွေလို့ပြောတယ်ဟာဟုတ်တယ်ဗျာတပြည့်တို့မိဘတွေလူခဲ့တာအဲ့ချိန်ကြီးတော့အတ္တတွေရောဝမ်းသာနေတာဟုတ်လားဟုတ်ပြီဒီနေရာလေးခုကျတို့ရိတ်တာဖွင့်မှာမို့လို့ယောဂီတွေတရားထိုင်ဖို့နေရာကျင်းလို့ခုတခန်းချက်လိုက်တာတခါကြီးအစာဆုံးဟိုအောင်ဒီအောင်ပေါင်းလိုက်3 သိန်းတော့ကုန်တယ်အဲ့တော့သားသမီးဆိုတော့မိဘအမွေခံထိုက်တော့ခံရတာပေါ့ဗျာလို့ခင်ဗျားတို့သားသမီးတွေလှူလို့ရအောင်လို့ကျုပ်ကပြောပေးတာလို့အဲ့ဒါလေးခေါ်ပြောတာဆိုတော့လေတယောက်နဲ့တယောက်မျက်စပြင်းပြီးတော့မလှုပ်တော့ကိုကဟောဒီလူတွေစိန်နေရှူတွေတွဲလဲနဲ့ဒီလောက်လာကြအေးစစ်ပါလို့ကံကောင်းလို့မြတ်3 သိန်းကျော်လွှင်ငါမြက်အောင်မှာဟုတ်လားပြီးလဲပြီးရောပြန်လဲပြန်ကန်နေရောဘုံဘုံရေတပည့်တို့ပြန်တော့မယ်နော်တဲ့ဝမ်းသာတဲ့ဘုံဘုံရေသာဓုခေါ်တယ်ဘုံဘုံနဲ့တပည့်တို့နောက်ပွားကြတော့ရေဆက်ဆုံးမှာပေါ့ဆိုတော့ဟောဗျာသာဓုတစ်လုံးပဲဟဲ့ငါဒီတိုင်းသွားပါဟာလားပရိသတ်စဉ်းစားကြည့်ကြုံပါလေအကြံကောင်းရင်တစ်ချက်လို့အောင်မေးလိုက်တာ3 သိန်းတောင်သူများကြီး3 သိန်းကျော်ကျွေးတင်လိုက်သေးတယ်ဟုတ်လားအဲ့ဒီသားသမီးမျိုးနဲ့တွေ့ပြီဆိုတော့ဘုန်းကြီးတော်မှမရဘူးရှုံးတာပဲဟုတ်လားအဲ့တော့ပြိဿအဲ့ဒီလိုသားသမီးတွေအများကြီးလောကမှာမရှိဘူးလား
ရှိတယ်ဟုတ်လားမိဘရဲ့အမွေကိုလောကီစည်းစိမ်နေကြတော့အပြိုင်ခွဲအပိုင်ယူခဲ့ပြီးတော့အမေတို့အဖေတို့ရဲ့စည်းစိမ်နဲ့ချမ်းသာလာတဲ့ဘဝကြီးကိုမေးပြီးတော့အမေတို့အဖေတို့ဆောက်ခဲ့တဲ့ကျောင်းဇရက်ဖယားဒါလေးတွေတောင်ပြန်ပြင်ဖို့အထိတရားမရှိတော့ဘူးဆိုရင်အဲ့ဒီသာသမီအမွေခံထိုက်ပါမလားပရိသတ်ရဲ့လူသားမဘဝကိုမဆိုပါနဲ့ယဟန်တစ်ပါးရဲ့ဘဝကိုနည်းနည်းလေးအာယုံပြုကြည့်ပါယဟန်နေမှာပရိသတ်ရဲ့ကိုယ်တိုင်စီးပွားရှာပြီးတော့လှုပ်ရှားလို့ရရလားဘသူတွေပေးတာစားရတယ်ဒကာဒကမလှူတာကိုစားရတာပရိသတ်ဟာလွယ်လွယ်လေးရတာဘုန်းကြီးတွေအစဉ်ပြေလိုက်တာလို့မအောင်မင်းနဲ့မစားတတ်လို့ရှင်နောက်ဘဝခမည်းတော်အိမ်မှာကျွတ်တို့ကဘာပြန်ဖြစ်မှမသိဘူးဘာဖြစ်လို့လဲမြတ်စွာဘုရားကအဲ့ဒီမှာအမိန့်တစ်ခုထုတ်ခဲ့တယ်ဟေ့ငါသားတွေမင်းတို့ဒကာဒကမလှူတဲ့ပစ္စည်းလေးပါးကိုပြည့်စွက်ခန္ဓာမစင်ခြင်းပဲနဲ့စားရင်တဲ့မင်းတို့စားတာဟာတန်တွေတန်ခဲမိကြီးရဲရဲကိုဝါမျိုးနေတာနဲ့အတူတူပဲတဲ့ကဲကြောက်စရာမကောင်းဘူးလားဒကာဒကမလှူလိုက်တဲ့ဆွမ်းအလကားရတာပဲဆိုလွယ်လွယ်စားလို့မရဘူးဦးဇင်းတို့ကဒီဆွမ်းကိုပြည့်စွက်ခန္ဓာဆင်ခြင်းမေတ္တာပို့ပြီးမှဖုံးပေးရတာအဲ့ဒီလိုမဖုံးပေးဘူးဆိုတာနဲ့ဒီနေ့24နာရီပြည့်ည12နာရီထိုးရတဲ့ဦးဇင်းဟာအဲ့ဒီတနက်အဲ့ဒီတရက်စားလိုက်တဲ့အာဟာအားလုံးဟာဦးဇင်းအတွက်ကျွေးတင်သွားပြီတန်တရာအထိကျွေးတင်သွားပြီကြောက်စရာမကောင်းဘူးလားဘာအပြစ်မှမကြည့်ဘူးနော်မေတ္တာမပို့မစင်ကျင်တာလေးပဲရှိတယ်ကဲ229သွဲသိက္ခာပုဂ္ဂိုလ်ဆင်မြန်းထားတဲ့သီလနဲ့ပြည့်စုံပါတယ်ဆိုတဲ့ရတော်တွေတောင်မှမိမိကိုလူတန်းလိုက်တဲ့ဆွမ်းကိုမေတ္တာမပို့ပဲဖုံးမေသုံးဆောင်ရင်ပြည့်စုံခန္ဓာမဆင်ခြင်းမဲနဲ့ဖုံးမေသုံးဆောင်ရင်အေးအဲ့ဒီကိုတော့တန်တွေတန်ခဲမိကြီးရဲရဲကိုခဲစားနေတာနဲ့တူပါတယ်ဆိုရင်တော့ပရိသတ်ရေမိဘနှစ်ပါးရဲ့လောကုတ္တရာအမွေတွေကိုမသိကြအောင်ဆောင်လောကီအမွေတွေကိုတော့အပိုင်ယူပြီးတော့မိနေတဲ့သတ္တမီတွေအမေတို့အဖေတို့ထားခဲ့တဲ့အမွေတွေထမင်းလုံးတစ်လုံးတစ်လုံးကို